2026 UEFA Champions League ဘောလုံးပွဲကတကယ်ကိုအကျိတ်နေပါပဲအသင်းနှစ်သင်းစလုံးဥရောပဖလားနှလုံးပေါက်ရုပ်ဖြစ်တာပေါ်ရယူနိုင်မဲ့အခွင့်အရေးရှိခဲ့ပြီးနောက်ဆုံးမှာတော့စတာကလုတ်ပြသွားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီခီလန်ကမလွယ်ကူခဲ့ပါဘူးမိနစ်120အတွင်းမှာဘယ်အသင်းကမှအသာစီးမရခဲ့တာကြောင့်ပင်နယ်တီအဆုံးဖြတ်ကြည့်သွားခဲ့ရပါတယ်ပွဲအစောပိုင်းမှာတင်ကိုရခဲ့တဲ့အတွက်အာဆင်နယ်ဟာပွဲချိန်အတော်များများမှာနိုင်ခြေအများဆုံးဖြစ်ရှိနေခဲ့ပေမဲ့နောက်ဆုံးမှာတော့အရေးနှိမ့်သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်လို့သာသူတို့တချို့အရာတွေကိုပုံစံပြောင်းပြီးလုပ်ခဲ့မယ်ဆိုရင်ဇလန်ကတခြားတစ်မျိုးဖြစ်သွားနိုင်ပါတယ်။မြောက်လန်ဒန်သားတွေဟာလက်ရှိကမ္ဘာအကောင်းဆုံးလို့ဆိုနိုင်တဲ့ကလပ်အသင်းနဲ့ရင်ဆိုင်ရချိန်မှာအကောင်းဆုံးစူးစမ်းကစားသွားခဲ့တာအသေးချပါပဲ။ဒါပေမဲ့ဆုံးဖြတ်ချက်နဲ့လုပ်ရအနေငယ်ကသူတို့ရဲ့တမိုင်းတစ်လျှောက်ပထမဆုံးချန်ပြန်လိကလာရယူနိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးစေခဲ့တယ်လို့ကျွန်တော်တို့ထင်ပါတယ်။အဲ့ဒီထဲကတချို့ကိုထောက်ပြချင်ပါတယ်။ဒါတွေကတော့ချန်ပီယံလိဘောလုံးပွဲမှာအာဆင်နယ်တို့လုံးဝအမှားကြီးမှားခဲ့တဲ့အချက်၅ချက်ပဲဖြစ်ပါတယ်။နောက်ဆုံးအချိန်ကနေစပြောကြည့်ရအောင်ကာဘရီရဲကိုပင်နယ်တီကန်ဖို့လုံးဝမရွေးချယ်ခဲ့တင်ပါဘူးငါးလုံးမြောက်ပင်နယ်တီဆိုရင်ပိုဆိုးပါတယ်ဟုတ်ပါတယ်သူဟာစိတ်တက်ကြက်ခိုင်တဲ့ထိပ်တန်းကစားသမားတစ်ယောက်ပါဒါပေမဲ့ပင်နယ်တီကန်သွင်းနေဆိုတာကျွမ်းကျင်မှုနဲ့လိုအပ်ပြီးသူ့စီမှာအဲ့ဒါလုံးဝမရှိပါဘူးအဲ့ဒါဟာသူအာဆင်နယ်အတွက်ပထမဆုံးအကြိမ်ကန်သွင်းမှုနဲ့ပင်နယ်တီဆိုတာတင်သိပါသလားသူဟာအသင်းရဲ့ဝါရင်ကစားသမားတစ်ယောက်ဖြစ်နေရင်တောင်မှအသင်းမှာ6နှစ်ကြာကစားခဲ့တဲ့ကစားသမားတစ်ယောက်ကကလပ်အသင်းရဲ့နှစ်အတွင်းအကြီးမားဆုံးပွဲစဉ်မှာသူ့ရဲ့ပထမဆုံးပင်နယ်တီကိုဘယ်လိုလုပ်ကန်ခွင့်ရတာလဲဒါအပြင်နောက်ဆုံးလုံးဆိုတော့လုံးဝကိုအတိတ်ပဲမရှိတာပါတခြားကံမဲ့သူမရှိဘူးလို့ပဲထားပါတော့ဖိအားအများဆုံးပင်နယ်တီကိုသူမကန်ရအောင်လူစည်းရင်းကိုဘာလို့ပြန်မစီစဉ်ခဲ့တာလဲအာဆင်နယ်ဟာအဲ့ဒါကိုဂရုမစိုက်ခဲ့ပဲနောက်ဆုံးမှာတော့ဒီဘရာဇီးကစားသမားဟာ22နှစ်အတွင်းချန်ပီယံလိဘောလုံးပွဲပင်နယ်တီအဆုံးဖြတ်မှာဘာလန်ပေါ်ကြော်ကန်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်သွားခဲ့ပါတယ်သူတို့လုံးဝမှားယွင်းခဲ့တယ်လို့ထင်ရတဲ့နောက်တနေရာကတော့အာတီတာကခရစ္စတီယန်မော့စကီယာကိုပွဲထွက်စီရင်မှာတုံးခဲ့တာပါပဲတေချာတာပေါ့အခုချိန်မှာတော့အရာအားလုံးပြီးသွားမှကျွန်တော်တို့ကဝေဖန်နေတာလို့ပြောလို့ရပါတယ်ဒါပေမဲ့လူစီရင်ထွက်လာတော့ကတော့ဒီဆုံးဖြတ်ချက်ကတော်တော်လေးအံ့ဩစရာဖြစ်ခဲ့ပါတယ်ဒါဟာတင်ရတီရဲ့တင်ကစားသမားဘဝတစ်ခုလုံးရဲ့အကြီးမားဆုံးပွဲစဉ်လေးတကယ်တော့တင်ဟာအမြဲတမ်းအကောင်းဆုံးကစားသမားတွေကိုပဲပွဲထုတ်တင်ပါတယ်အာတီတာကဒီအချက်ကိုပိုသိတင်တာပါ EFLဖလားဘောလုံးပွဲတုန်းကရာရဲ့ရှိမှာကဲလေဟာအကိုသုံးခဲ့လို့သူအကြီးအကျယ်ပေးဆက်ခဲ့ရပူပါတယ်အခုလည်းချန်ပီယံလိဘောလုံးပွဲမှာတခြားနီလန်နဲ့အတူတူပဲထက်လုပ်ခဲ့တာပါပုံမှန်ခြေစွမ်းမပြည့်တဲ့ဂျူရီယန်တင်ပါကတော့မော့စကီယာထက်အမြဲတမ်းပိုကောင်းနေမယ်ဆိုတာလူတိုင်းသိပါတယ်ဒါကြောင့်ဒက်ချ်ကစားသမားကိုပဲပွဲထုတ်တင်ခဲ့တာပါမော့စကီယာကငယ်ရွယ်ပြီးအတွေ့အကြုံနုနယ်နေတာတခုတည်းကြောင့်မဟုတ်ပါဘူးရာသီတစ်လျှောက်လုံးကျွန်တော်တို့သူ့ကိုမြင်ခဲ့ရပါတယ်ဒီကလေးကညာနောက်ခံလူစစ်မဟုတ်ဒါလို့အဲ့ဒီနေရာမှာအမြဲတမ်းရုန်းကန်နေရတာပါသူ့ကို UEFA Champions League ဘောလုံးပွဲမှာအဲ့ဒီနေရာကနေပွဲထုတ်တယ်ဆိုတာလုံးဝမဖြစ်တဲ့ကိစ္စပါတကယ်လို့တင်ပါတာလူစင်းရင်မှာပါဝင်နိုင်တော့အောင်ကြန့်ခိုင်မှုပြေဝနေရင်သူ့ကိုပဲပွဲထုတ်တင်ပါတယ်ကျွန်တော်တို့အမြင်ရတော့တိုက်စစ်မှုတွေကပွဲတစ်ပွဲမှာအခွင့်အရေးအများကြီးလွှဲချော်ခွင့်ရှိပြီးအဲ့ဒါကကြီးကြီးမားမားထိခိုက်မှုမဖြစ်နိုင်ပါဘူးဒါပေမဲ့ခံစစ်မှုတယောက်ရဲ့အမှားတစ်ချက်ကတော့ပွဲတစ်ပွဲလုံးကိုဆုံးရှုံးသွားစေနိုင်ပါတယ်ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အတိုင်းပါပဲပါဝင်နေတဲ့အန်ဒီရဲ့ပမာဏကြောင့်မော့စကီယာကိုပွဲထုတ်ခဲ့တာကအကောင်းဆုံးဆုံးဖြတ်ချက်မဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်ပါတယ်ထပ်ပြောရရင်အခုမှကျွန်တော်တို့ကပြန်သုံးသပ်နေတာမှန်ပေမဲ့မော့စကီယာကိုပွဲထုတ်မဲ့အစားတင်ပါကိုပွဲထုတ်ပြီးသူ့ကိုလူစားလဲဖို့လိုလာတဲ့အခါဇူပီမန်တီကိုထက်ရိုက်စ်ကိုညာနောက်ခံနေရထားတာကပိုကောင်းပါလိမ့်မယ်သူပေးလိုက်ရတဲ့ပင်နယ်တီကရှောင်လွှဲလို့ရနိုင်တဲ့အရာပါတကယ်တော့သူအနီးကပ်မထိသွားပြီးအသင်းကိုဒုက္ခမပေးခဲ့တာတော့တော်လေးကန်ကောင်းသွားတာပါစတိုဘာလို့ရမှန်းမသိဖြစ်နေချိန်မှာသူကအသက်ရှူပေါက်လေးဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဘောလုံးပွဲမှာအာဆင်နယ်တို့မှားယွင်းခဲ့တဲ့အပိုင်းတွေကဒါတင်မကသေးပါဘူးနောက်ထပ်အချက်နည်းငယ်ကိုဆက်ကြည့်သွားပါမယ်ဒါပေမဲ့အခုထိ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလက်မလွတ်ရအောင်အခုပဲသွားလုပ်လိုက်ဖို့အကောင်းဆုံးအချိန်ပါပဲပြီးပြီလားကောင်းပြီဗီဒီယိုထဲပြန်သွားကြစို့အာဆင်နယ်တို့လုံးဝမကြိုးစားခဲ့တာကလည်းအမှားတစ်ခုလို့ကျွန်တော်တို့ထင်ပါတယ်9မိနစ်မှာရခဲ့တဲ့ဂိုးကို85မိနစ်လုံးလုံးခုခံကာကွယ်ဖို့သူတို့ပြင်ဆင်လာတယ်လို့ခံစားရပြီးအဲ့ဒါကပွဲတစ်ပွဲကိုအနိုင်ယူဖို့နီလန်မဟုတ်ပါဘူး UEFA Champions League ဘောလုံးပွဲဆိုရင်ပိုတောင်ဆိုးပါသေးတယ်ချီကျူးတင်တာကိုတော့ချီကျူးရပါမယ်သူတို့ရဲ့ခံစစ်ကတည်တက်ပြီးဖိအားပေးမှုကလည်းစနစ်တကျရှိခဲ့ပါတယ်ဒါပေမဲ့စီလိုအသင်းမျိုးနဲ့ကစားတဲ့အခါပွဲချိန်တစ်ခုလုံးနီးပါးခံစစ်ကြီးပဲကစားဖို့ကြိုးစားတာကအယမ်းမြဟောလင်းချက်ကြီးလုံးပြီးပွန့်ပွန့်လင်းလင်းပြောရရင်တက်တိနေလို့ရကြပါတယ်သူတို့ကိုအပြတ်တက်တိုက်စစ်ဆင်ရမယ်လို့ကျွန်တော်တို့မပြောပါဘူးဒါပေမဲ့အသင်းစီကနေနည်းနည်းလောက်ပို့ပြီးတီထွင်ဖန်တီးနိုင်စွမ်းရှိတာမျိုးမြင်ကျင်ခဲ့တာပါအဲ့ဒီအစားကန်နာတို့ရဲ့ဘောလုံးပိုင်ဆိုင်မှုက24.9%ပဲရှိတာကိုမြင်တွေ့ခဲ့ရပြီးဒါဟာချန်ပီယံလိဘောလုံးပွဲမှတ်တမ်းတွေမှာအသင်းတစ်သင်းရဲ့အနည်းဆုံးဘောလုံးပိုင်ဆိုင်မှုစံချိန်ဖြစ်ပါတယ်ကျွန်တော်တို့မြင်ခဲ့ရတဲ့အဲ့ဒီကစားဟန်က UEFA ချန်ပီယံလိဘောလုံးပွဲအဆင့်တန်းနဲ့လုံးဝကိုမကိုက်ညီပါဘူးစည်ရင်းအင်းတွေကအဲ့ဒီလိုပြောနေပါတယ်ဒါပေမဲ့ပိုဆိုးတာကဒါဟာကွင်းထဲမှာကစားသမား၁၁ယောက်အပြည့်ရှိနေတဲ့ပွဲစဉ်တွေထဲမှာမီကေးအာတေတာလက်အောက်အာဆင်နယ်အသင်းမှတ်တမ်းတင်နိုင်ခဲ့တဲ့အနည်းဆုံးဘောလုံးပိုင်ဆိုင်မှုဖြစ်နေတာပါပဲဆိုလိုတာကအာဆင်နယ်ဟာတာမန်နေ့တွေမှာကစားတဲ့ပုံမှန်ခြေစွမ်းထက်ကိုပိုဆိုးရွားတဲ့ဘောလုံးကစားဟန်ကိုပြတ်တက်သွားခဲ့တာပါဟုတ်ပါတယ်သူတို့အဲ့ဒီမှာလုံးဝကိုမှားယွင်းသွားခဲ့ပါတယ်ဒါကချန်ပီယံလိဘောလုံးပွဲလေပြီးတော့တင်တို့ကအင်အားနဲ့တဲ့အသင်းပါထွက်လာပြီးကစားလိုက်ပါတခုခုစူးစမ်းကြည့်ပါ82ပါဖိအားပေးပါပွဲချိန်တစ်ခုလုံးနောက်ဆုံးနေပြီး9မိနစ်မှာရခဲ့တဲ့9ပေါက်တင်မှုတစ်ချိန်နဲ့တင်ကျင်းနေခဲ့တာပြီးတော့ပွဲချိန်မိနစ်120အတွင်းမှာကြီးမားတဲ့အခွင့်အရေးတစ်ခုပဲဖန်တီးနိုင်ခဲ့ပြီးမျှော်မှန်းသွင်းကိုသူများ1.44ပဲရှိခဲ့တာမဟုတ်ဘူးလေဒါလုံးဝကိုအထင်ကြီးစရာမကောင်းပါဘူးသူတို့ဒီထက်ပိုလုပ်နိုင်ခဲ့ပြီးလှုပ်တင်ပါတယ်ဒီလိုချင်းကပ်မှုမျိုးကိုသုံးခဲ့တာသူတို့လုံးဝမှအားရင်းသွားတယ်လို့ကျွန်တော်တို့ထင်ပါတယ်
ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတင်ဟာဒီလိုချင်းကပ်မှုမျိုးသုံးမယ်ဆိုရင်တင့်စိတ်ထဲမှာအချိန်ပိုနဲ့ပင်နယ်တီကိုတေချာပေါက်မျှော်လင့်ထားတင်ပါတယ်မျှော်လင့်ထားတယ်ဆိုရင်ပင်နယ်တီအဆုံးဖြတ်မှာအသာစီးရနိုင်မဲ့လူစားလဲမှုမျိုးကိုတေချာပေါက်လုပ်ရပါမယ်အာတီတာကအဲ့ဒါကိုမလုပ်ခဲ့ပါဘူးအဲ့ဒီနေရာမှာသူအခွင့်အရေးလက်လွတ်သွားတယ်လို့ကျွန်တော်တို့ထင်ပါတယ်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာနီးပြကိုယ်တိုင်ကအကောင်းဆုံးပင်နယ်တီကန်သွင်းသူ၃ယောက်ကစာကာအိုဒီကက်နဲ့ဟာဗက်စ်တို့တေချာပေါက်ဖြစ်လိမ့်မယ်လို့ပြောခဲ့ပေမဲ့ပွဲကစားနေချိန်မှာသူတို့အကုန်လုံးကိုလူစားလဲခဲ့ပါတယ်ပွဲကိုပြက်ပြက်တတ်အနိုင်မယူပဲပုံမှန်ပွဲကစားချိန်အတွင်းအဆုံးသတ်ဖို့တေချာမကြိုးစားတဲ့ကစားဟန်မျိုးနဲ့ကစားခဲ့ရင်ပင်နယ်တီထိသွားမယ်ဆိုတာတေချာပေါက်တွေးထားရပါမယ်အဲ့ဒီလိုတွေးထားလျက်နဲ့ပင်နယ်တီမတိုင်ခင်အကောင်းဆုံးကန်သွင်းသူတွေအကုန်လုံးကိုထုတ်ပစ်လိုက်တာကတကယ်ကိုနားလည်ရခက်စေပါတယ်ပွဲအတွင်းနီးစနစ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေလုပ်ဖို့လိုအပ်တာတေချာပေမဲ့ဒီကစားသမားတွေကတယောက်လောက်ကိုတော့မိနစ်120လုံးကွင်းထဲမှာခြံထားလို့ရနိုင်ပါတယ်။ဟာဗက်စ်ရဲ့နေရာဆုံးကစားနိုင်စွမ်းကနီးပြကိုလူစားလဲမှုတွေမှာနီးစနစ်ပိုင်းအရာပြောင်းလဲပြင်လွယ်ဖြစ်စေနိုင်တယ်လို့သူ့ကိုကွင်းထဲဆက်ထားပြီးကြန့်ခိုင်မှုကိုလည်းထိမ့်သိမ်းပေးလို့ရပါတယ်။ပင်နယ်တီအဆုံးဖြတ်မှာအဲ့ဒီ၃ယောက်ထဲကတယောက်လောက်ကွင်းထဲရှိနေခဲ့ရင်တော့ဂါဘရီယယ်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲမှာအာဆင်နယ်အတွက်ပထမဆုံးပင်နယ်တီကန်ရတဲ့အဖြစ်ကနေရှောင်လွှဲနိုင်အောင်ကူညီပေးနိုင်ခဲ့မှာပါ။အဲ့ဒီလောက်လေးနဲ့တင်ဇလန်တစ်ခုလုံးကလုံးဝပြောင်းလဲသွားနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒါကတော့ညှင်းခုန်စရာရှိနိုင်တယ်ဆိုတာကျွန်တော်တို့လက်ခံပေမဲ့ရီကာဒိုကာလာဖီယိုရီကိုလုံးဝမသုံးခဲ့တာကလည်းအာတီတာရဲ့အမှားတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အီတလီသားဟာခံစစ်ပိုင်းမှာမစိုးသလိုသူရှိတက်လာတဲ့အခါမှန်းဆရခတ်တဲ့လှုပ်ရှားမှုတွေကဖြစ်ရဲ့ခံစစ်ကိုတော်တော်လေးအနှောက်အယှက်ပေးနိုင်ပါတယ်။သူရှိကိုပြေးတက်လာတဲ့အခါတာစီကိုအရန်ခက်ခဲတဲ့ကစားသမားပါဘာလို့လဲဆိုတော့သူကဘယ်နောက်ခံလူတယောက်နဲ့မှမကိုက်ညီတဲ့နေရာလွတ်တွေကိုယူတက်လို့ပါဒီယာဒီမန်ချက်စတာစီတီအတွက်နီကိုအိုရိုင်လီအရန်အနေနဲ့များခဲ့တဲ့အကြောင်းရင်းတွေကတခုပါပဲကာလာဖီယိုရီကိုပွဲထုတ်ခဲ့ရင်အာဆင်နယ်အတွက်ရှေ့တန်းမှာပိုပြီးချင်းချောက်နိုင်စွမ်းရှိလာနိုင်တယ်လို့အထူးသဖြင့်မိုင်းလူဝစ်စကဲလီကိုပွဲထုတ်ထားတာဖြစ်လို့ပွဲကိုအနိုင်ရဖို့တောင်ပိုကောင်းတဲ့အခွင့်အရေးရနိုင်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒီကလေးကကာလာဖီယိုရီအတွက်ဘယ်နောက်ခံနေရကိုအများကြီးဖြည့်ဆည်းကာကွယ်ပေးနိုင်မှာပါဒါကြောင့်သူတို့သာတကယ်စမ်းသက်ရဲရင်ဒါကအလုပ်ဖြစ်နိုင်ပါတယ်နောက်ပြီးသူကကစားသမားဘဝမှာပင်နယ်တီတစ်ခါမှမကန်ဘူးပေမဲ့လည်းကန်သွင်းမှုနီးစနစ်ကိုပဲအခြေခံကြည့်ရင်ပင်နယ်တီအဆုံးဖြတ်မှာဂါဘရီယယ်ထက်ကာလာဖီယိုရီကိုပိုပြီးယုံကြည်ခြင်းစရာပါဒါပေမဲ့ဟုတ်ပါတယ်ဒီချက်ကတော့နည်းနည်းညှင်းခုန်စရာရှိတယ်ဆိုတာကျွန်တော်တို့လက်ခံပါတယ်ဒါကြောင့်ဒီအတွက်မီကေအာတီတာကိုအပြည့်အဝအပြစ်တင်လို့တော့မရပါဘူးကျန်တဲ့အရာတွေအကုန်လုံးကတော့သူ့မားတွေပါပဲကဲတင်တို့ရောဘယ်လိုထင်ကြလဲဒီဗီဒီယိုမှာကျွန်တော်တို့ဖော်ပြခဲ့တဲ့အချက်တွေမှာအာဆင်နယ်တို့မှားယွင်းခဲ့တယ်ဆိုတာကိုသဘောတူပါသလားတခြားဘယ်ပိုင်းတွေမှာရောသူတို့မှားယွင်းခဲ့တယ်လို့တင်တို့ထင်လဲဒီနှစ်မှာသူတို့ရဲ့တမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဂ်ဖလားကိုရယူနိုင်ဖို့သူတို့ဘာတွေကိုပြောင်းလဲလှုပ်ဆောင်တင်တယ်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးတင်တို့ရဲ့ထင်မြင်ချက်တွေကိုပြောပြပေးခဲ့ကြပါဦးဒီဗီဒီယိုကိုသဘောကျရင် like လုပ်ပြီး channel ကို subscribe လုပ်ပေးပါအကြောင်းအရာတစ်တွေကိုလက်မလို့ရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်